So မင်္ဂလာပါဒီနေ့ကတော့ကျွန်တော် digital marketing အကြောင်းပြောမှာမဟုတ်ပါဘူးဆိုတော့ကျွန်တော်ဘာအကြောင်းပြောမလဲဆိုတော့မနက်ဖြန်ကျွန်တော်အသက်က26နှစ်ရှိပြီပေါ့နော်ဆိုတော့26နှစ်ရှိပြီဆိုတော့26နှစ်မှာကျွန်တော်ဒီအာ26နှစ်အတွင်းပေါ့နော်ကျွန်တော် realize ဖြစ်တဲ့ဒီကျွန်တော်ရဲ့အတွေးခေါ်တချို့ကိုကျွန်တော် sharing လုပ်တယ်ဆိုတာထက်ပြောပြရတဲ့ပုံပေါ့နော်ဆိုတော့ဒီဟာက sharing content မဟုတ်ပါဘူးအဲ့ဒါကြောင့်တကယ်လို့များအာနားမထောင်ခြင်းဆိုရင်ကြော်သွားလို့ရပါတယ်ဒါကျွန်တော်ရဲ့အတွေးအမြင်တွေတက်ပေါ့နော်ကျွန်တော်တစ်ချက်ပြောတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဘဝမှာဒီအရင်ဆုံးပြောချင်တဲ့အကြောင်းအရာတစ်ချက်ကတော့ဒါကိုကျွန်တော် see you လိုက်လုပ်သွားမှာပေါ့နော်ကျွန်တော် see you လိုက်လုပ်သွားမယ်ပြီးတော့ရင်ကျွန်တော် unscripted ဖြစ်တယ်ကျွန်တော်ဘာကိုပြောမလဲဆိုတာကိုအဓိကတတိကျကျမသတ်မှတ်ထားဘူးပေါ့နော်ကျွန်တော်စိတ်ထဲမှာရှိတဲ့ဟာကိုအဓိကထားပြီးပြောမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောမယ့် topic တစ်ခုကတော့ဒီပေါ့နော်ဒီသူများနဲ့နှိုင်းယှဉ်တဲ့ကိစ္စပေါ့နော် don't compare yourself with others လို့ခေါင်းစဉ်ရှိမှာပေါ့နော်ဆိုတော့အဲ့တော့သူများရဲ့လူကျွန်တော်တို့ပြောတဲ့သူများရဲ့လူတော့ကျွန်တော်တို့မနှိုင်းယှဉ်တဲ့လူကျွန်တော်ယတိပြတ်တော့မပြောဘူးပေါ့နော်ဘာလို့လဲကျွန်တော်ရဲ့အတွေးခေါ်အကြောင်းဒါပြောပြရတဲ့ပုံဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးဗီဒီယိုကကျွန်တော်တို့နည်းနည်းဝီးရတော့ဖြစ်တယ်ပြောရတဲ့တိတ်ပြီးတော့ပထမဆုံးစပြောတာဆိုတော့အခက်အခဲရှိနိုင်ရင်ဟိုအမားကြီးပါဝိုင်း sorry ပါပေါ့နော်အဲ့တော့ကျွန်တော်သူများနဲ့နှိုင်းယှဉ်တာကောင်းလားပေါ့နော်အမှန်တိုင်းပြောရင်သူများနဲ့နှိုင်းယှဉ်တာကကျွန်တော်တို့ကောင်းတဲ့အချက်တွေရှိရဲဆိုတဲ့အချက်တွေရှိရဲဆိုတော့ကောင်းတဲ့အချက်တွေကကျွန်တော်ဘာဖြစ်မလဲဆိုရင်ကျွန်တော်တို့ကိုယ့်အကိုပို့ပြီးတော့ push လုပ်မိတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ development တွေဖြစ်လာတယ်သူများကဘယ်လိုမျိုးကျွန်တော်တို့စူးစမ်းကျွန်တော်ဘယ်လိုမျိုးစူးစမ်းမလဲဆိုရင်ကျွန်တော်တို့အတွေးအမြင်တွေကျွန်တော်တို့ဒီ motivation တွေရတယ်ပေါ့နော်တပတ်ကပြန်ကြည့်ရမကောင်းတဲ့အချက်ကကျွန်တော်တို့ကstress အရန်ပြီးတယ်ပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်သူများအောင်မြင်နိုင်ကြည့်တယ်ကိုကငါးကြမှာဒီလိုမျိုးဖြစ်ရလားငါတော့မအောင်မြင်ဘူးငါတော့ပတ်စံမချနိုင်ဘူးငါတော့ပညာရေးရှင်းမရှိဘူးငါတော့ဘွေးမရဘူးစသဖြင့်ပေါ့နော်ကျွန်တော်လူငယ်တွေမှာ stress တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒါရလဲကျွန်တော်သူများနဲ့နိုင်ရှင်တာဖြစ်ဖြစ်သူများကိုကြည်တာဖြစ်ဖြစ်အကြည့်များတာဖြစ်ဖြစ်ပေါ့နော်ဆိုတော့အဲ့ဒါကြီးအကြောင်းပဲကျွန်တော်တို့ဟိုဖြစ်လာတဲ့ကျွန်တော်တို့ဒီမလိုအပ်တဲ့ကျွန်တော် safe စီမှုတွေပေါ့နော်ဆိုတော့အဲ့ဒါကျွန်တော်တို့လူငယ်မှာလည်းအများကြီးဒါကြီးရှိနေတယ်အဲ့အမှန်တကယ်ကျွန်တော်တို့ဘဝတွေကအမှန်တမ်းပြောရင်compete လုပ်ဖို့မွေးဖွားလာတာမဟုတ်ဘူးပေါ့နော်သူများနဲ့ပြိုင်ဆိုင်ပြီးတော့ကျွန်တော်တို့တည်ရဲ့အထိပြိုင်ဆိုင်တာဖြစ်ဖြစ်ဒါမှမဟုတ်လဲ stage ကျွန်တော်တို့stage အလိုက်ပေါ့နော်ကျွန်တော်ကျောင်းတော့လည်းကျွန်တော်ကျောင်းစာရေးပြန်ရတယ်အမှတ်စင်းတွေပြန်ရတယ်အမှတ်ခုံနံပါတ်တွေကျွန်တော် roll call တွေပြန်ရတယ်တက္ကသိုလ်မှာဆို roll call တွေပြန်တယ် GPA တွေပြန်တယ်တို့လုပ်ငန်းခွင်မှာဆိုရင်ကျွန်တော်တို့လစာဘယ်လောက်ရလဲပြန်တယ်ယာတူးတွေပြန်တယ်ကျွန်တော်တို့ married life မှာလည်းသိရမလားပိုင်ဆိုင်မှုတွေပြန်တယ်အိမ်တွေကားတွေပြန်တယ်ပြီးတော့ရင်ကျွန်တော်တို့အိမ်တောင်ကြားရတယ်မကြားတာကျွန်တော်ဟိုဘောနော်ပြန်ကြတယ်ကျွန်တော်အသက်ကြီးလာတဲ့အခါကျရင်လည်းကျွန်တော်ဘယ်လောက်လှူနိုင်လဲဆိုပြီးတော့ကျွန်တော်တို့ပြန်ကြရတယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့နောက်ဆုံးကျွန်တော်တို့တည်တဲ့အထိဆိုရင်ကျွန်တော်တို့ဘယ်လိုမျိုးလူတယောက်ကအသက်ထွက်တော့ပြန်ကြပါဆိုတော့ competition ကလုပ်ပြီး hate ဆိုရင်ကျွန်တော်တို့ကမပြီးတော့ဘူးပေါ့နော်ဆိုတော့မပြီးတော့ဘူးဆိုတော့ဒီဟာကိုလုံးတင်လာပေါ့နော်ကျွန်တော်တို့ပြန်စဉ်းစားဖို့လိုတာပေါ့နော်အဲ့တော့ကျွန်တော်ကတော့အရင်တော့ဆိုရင် ဒီသူများနဲ့ကိုယ့်ကိုအမြဲတမ်းနှိုင်းယှဉ်ပြီးထဲလူတွေပါတယ်ပေါ့နော်ဆိုတော့ကောင်းတဲ့အချက်ကတော့ခုနပြောလို့ကိုလည်းကိုယ့်အကိုအရန်ဒီ push လုပ်မိတာဖြစ်တဲ့အတွက်ကျွန်တော်တို့နေရာတစ်ခုတော့ကျွန်တော်တို့အဆင်ပြေလာတယ်မကောင်းတဲ့ကျွန်တော်ဒီအသက်အရွယ်ကျွန်တော်တို့အသက်အရွယ်ဆိုတာထက်ထင်းနေကြမဟုတ်တော့ဘူးပေါ့နော်ကျွန်တော်ဒီ24နောက်ပိုင်းမှာကျွန်တော်ခံစားမိလာတာကြတော့ဘယ်လိုပြောမလဲအဲ့ဒါကြီးကတိတ်ပြီးတော့အတိတ်ပဲမရှိဘူးလားလို့ပေါ့နော်သူများနဲ့နိုင်ရှင်တဲ့ကိစ္စရသူများနဲ့တိတ်ပဲအရင်တိတ်ပဲမရှိဘူးလားလို့ခံစားမိလာတယ်ပြီးတော့ရင်သူများနဲ့နိုင်ရှင်လာပြီဆိုရင်ကျွန်တော်တို့ကဘယ်လိုပြောမလဲဟိုအရန်ပင်မန်းတယ်ပေါ့နော်စိတ်ရောလူရောကျွန်တော်တို့ပင်မန်းတယ်တိုးတက်တာဆိုပေမဲ့တစ်ဖက်ကပြန်ကြည့်ရင်ကျွန်တော်တို့ mental ဘိုင်းပေါ့နော်စိတ်ပိုင်းဆိုင်ရာအရာကျွန်တော်တို့ဒီ confident တွေကျလာတယ်ပြီး set esteem လို့ခေါ်တယ်ကိုယ့်အကိုဒီချစ်တဲ့စိတ်တွေကျွန်တော်တို့ညော့နေလာတယ်သူများကိုပဲအမြဲကြည့်နေတာဖြစ်တဲ့အရန်တွေကျွန်တော်တို့ပူလောင်လာတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဟာတွေကျွန်တော်တို့ဖြစ်လာအဲ့အတွက်ကြောင့်ကျွန်တော်ကတော့အမှန်တိုင်းပြောရင်တော့ဒီနောက်ပိုင်းမှာတော့အဲ့လိုက်တိတ်မလုပ်တော့ဘူးပေါ့နော်ဒီအသက်24 5ပေါ့နော်အဲ့နောက်ပိုင်းမှာကျွန်တော်ကတော့ဒီ26ပေါ့နော်ဆိုတော့အဲ့နောက်ပိုင်းတွေမှာကျွန်တော်သူများနဲ့နှိုင်းယှဉ်တဲ့ကိစ္စတွေတိတ်မလင်မိအောင်အဓိကလူရဲ့စိတ်ဆိုတော့မြင်ပြီဆိုရင်ဟေ့ဆိုရင်တော့ကျွန်တော်တို့ကနှိုင်းယှဉ်မိကြတာပဲပေါ့နော်သူရဲ့ငါရဲ့နှိုင်းယှဉ်မိကြရမယ်အဲ့ဒါကြောင့်အဲ့လိုမျိုးမနေမိအောင်တော့တက်နိုင်ဆုံးကျွန်တော်နောက်ဆုံးစူးစမ်းရတယ်ပေါ့နော်ဆိုတော့ဒီနှိုင်းရှင်တဲ့ကိစ္စကကျွန်တော်နှစ်ပိုင်းရှိရပေါ့နော်ဆိုတော့အဓိကကတော့အပေါ်ကလူနဲ့နှိုင်းရှင်တယ်ပေါ့ဆိုကျွန်တော်ပတ်စံ100ရှိရဆိုပတ်စံ200ရှိရတယ်ကျွန်တော်နှိုင်းရှင်တာပေါ့နော်
ပတ်စံ100ရှိရဆိုရင်ပတ်စံ90နဲ့ရှိရသူနဲ့ကျွန်တော်နှိုင်းရှင်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကသူများနှိုင်းရှင်ဖို့မနှိုင်းရှင်ဖို့ပြောတဲ့အခါကျရင်ကျွန်တော်တို့ကမနှိုင်းရှင်တဲ့အခါကျရင်လည်းကျွန်တော်တို့ကစူးစမ်းတဲ့အခါကျရင်လည်းအောက်ကလူနဲ့လည်းမနှိုင်းရှင်ဖို့လိုတယ်ဆိုလိုချင်တာကအပေါ်ကလူနဲ့နှိုင်းရှင်ပြီးကျွန်တော်တို့ကစိတ်ဆင်းရဲနေရတဲ့လူလည်းရှိသလိုအောက်ကလူနဲ့နှိုင်းရှင်ပြီးတော့ပျော်နေတဲ့သူလည်းရှိပေါ့နော်အမှန်တမ်းပြောရင်တော့ပျော်လည်းမဖြစ်သင့်ဘူးကျွန်တော်ဝမ်းနေရတယ်မဖြစ်သင့်ဘူးပေါ့နော်ဆိုတော့ neutral ပဲကျွန်တော်တို့ကနေသင့်တယ်လို့ဆိုရင်အဲ့စာကျွန်တော်တို့ကကိုယ့်ရဲ့ဒီနေ့စဉ်ဘဝမှာကျွန်တော်တို့ဘယ်လိုမျိုးကျွန်တော်တို့အကောင်းဆုံးနေထိုင်မလဲဆိုရင်ဒီ self focus ပေါ့နော်ဆိုတော့အဲ့ဒါကိုပဲကျွန်တော်ကတော့ဒီနောက်ပိုင်းလုပ်ဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုပြောလို့ကျွန်တော်တို့သူများကိုလိုက်မချင်မဟုတ်ကျွန်တော်တို့သူများအောင်မြင်မှုတွေကျွန်တော်တို့သူများရဲ့ဒီပျော်ရွှင်မှုတွေကျွန်တော်တို့က inspire လုပ်လို့ရတယ်သူတို့ဘယ်လိုမျိုးကြော်ဖြတ်ခဲ့လဲသူတို့ဘယ်လိုမျိုး lesson သူတို့စီကနေပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးကျွန်တော်ယူလို့ရမလဲပေါ့နော်တချို့ကောင်းတဲ့ဟာလေးယူလို့ရမလဲအဲ့တော့ဒီကနေပတ်သက်ပြီးတော့လည်းကျွန်တော်နောက်ပိုင်းမှာတစ်ချက်ပြောဖို့ရှိရပေါ့နော်ဆိုတော့လူတွေကိုကျွန်တော်တို့ကကောင်းတဲ့ချက်တွေယူပြီးမကောင်းတဲ့ချက်တွေကျွန်တော်တို့ကပယ်ပြီးတော့လူတယောက်ကိုကျွန်တော်တို့ကမြင်တဲ့ပုံစံကိုကျွန်တော်အဲ့အကြောင်းပြောဖို့လေကျွန်တော်ရှိရပေါ့နော်အဲ့တော့လူတွေကမနှမ်းပြောရင်တော့ကျွန်တော်တို့ကအောင်မြင်တယ်ကျွန်တော်တို့ပတ်စံရှာတယ်စသဖြင့်ပေါ့နော်အကြောင်းမျိုးကြောင့်ကျွန်တော်တို့ကသူများနဲ့နှိုင်းယှဉ်ပြီးတဲ့အခါကျရင်ကျွန်တော်သိလာတခုကကျွန်တော်တို့က timing ဆိုတာရှိရမြဆိုတော့ timing ဆိုတာကဘယ်လိုပြောမလဲလူတယောက်ရဲ့ကျွန်တော်တို့ဒီ sound ပေါ့နော်ဆိုတော့ရုပ်ရှင်မင်းသားမေးဆိုလည်းကျွန်တော်အဲ့ sound ဆိုတဲ့စကားလုံးကျွန်တော်ရှိရပေါ့နော်အဲ့တော့လူတယောက်ကျွန်တော်တို့ဒီအောင်မြင်တယ်ကျွန်တော်ပတ်စံနေရှာနိုင်တယ်ဆိုတာကကျွန်တော်တို့ကသူတို့မှာ sound period တစ်ခုရှိရပေါ့နော်အဲ့ဒါကကျွန်တော်လူတိုင်းမှာကျွန်တော်တို့ရှိနိုင်တယ်ပေါ့နော်ရှိနိုင်တယ်ဆိုတာရှိနိုင်တယ်လို့ကျွန်တော်ဘာလို့ပြောလဲဆိုတော့ရှိအောင်စူးစမ်းနေတဲ့သူဆိုရင်တော့ကျွန်တော်တစ်ချိန်မှာအဲ့ sound ကကျွန်တော်တို့တက်လာပြီဟေ့ဆိုတော့ကျွန်တော်တောက်လျှောက်တက်တာပေါ့နော်ဆိုတော့အဲ့ဒီ sound ကိုကျွန်တော်တို့ကအမိရကင်နိုင်ဖို့လဲလိုတယ်ပေါ့နော်အဲ့ဒီ sound အဲ့ဒီကျွန်တော်တို့ဒီကံကောင်းမှုပေါ့နော်အဲ့ဒီကံကောင်းမှုကိုကျွန်တော်တို့ကအမိရကျွန်တော်တို့ဖမ်းဆုပ်နိုင်တယ်ဆိုရင်ကျွန်တော်တောက်လျှောက်တက်သွားဖို့ရှိတယ်တချို့တွေကြောင့်လဲအဲ့ဒီ soundကျွန်တော်တို့ကအမိရရောက်လာပေမဲ့အမိရကျွန်တော်တို့မဖမ်းဆုပ်လိုက်နိုင်တဲ့ကျွန်တော်တို့ကိစ္စတွေလည်းရှိရပေါ့နော်ပြီးတော့ရင်တချို့တွေကမရောက်လာဘူးလို့ပြောတယ်အဲ့ဒါကလည်းကျွန်တော်တို့ကကိုယ်တိုင်ကောကျွန်တော်တို့နေ့စဉ်ဘဝမှာကျွန်တော်တို့ဒီ set focus နဲ့ကျွန်တော်တို့အကောင်းဆုံးပြင်ဆင်နေရလားဆိုရင်မိကုန်းကလည်းကျွန်တော်တို့ရှိရပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်နိုင်ရှင်တဲ့ကိစ္စကမနိုင်ပြောတယ်ငယ်တဲ့အချိန်တော့ကျွန်တော်တို့ကောင်းတယ်လို့ထင်တယ်ငယ်တဲ့အချိန်ဆိုတော့မှကျွန်တော်တို့ဒီသက်20အောက်တွေပေါ့နော်20အောက်တွေပြီးတော့23 24အဲ့လိုမျိုးလူငယ်တွေအဲ့လိုမျိုးကျွန်တော်တော့ဘယ်လိုမျိုးသက်26နှစ်လည်းပဲရှိရသေးရဆိုပေမဲ့နည်းနည်းအဖိုးကြီးပုံစံဖြစ်တယ်ပေါ့နော်ဘယ်လိုမျိုးလဲနည်းနည်းလူကြီးဖြစ်တာပဲဆိုရပြောမလားဒါမှမဟုတ်လဲနည်းနည်းအဖိုးကြီးထားပဲဖြစ်မလားဆိုတော့နော်ဆိုတော့အဲ့လိုမျိုးတော့ဖြစ်လေဖြစ်တာရှိမှာပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ကတော့အရင်တော့ဆိုရင်တော့ကျွန်တော်ကတော့မြန်နိုင်ရှင်တယ်ဒါပေမဲ့ကြာလာတော့ကိုယ့်အကိုထိလာတာပေါ့နော်ထိလာရဲဆိုတာကစိတ်ပိုင်းဆိုင်ရာအရာတော့ထိလာတယ်အဲ့တော့ကျွန်တော်သူများနဲ့နောက်ပိုင်းမှာမနိုင်ရှင်မိအောင်တော့ကျွန်တော်တို့စူးစမ်းပြီးအဲ့တော့လူတယောက်ကကျွန်တော်တို့မနိုင်ရှင်ဖို့စူးစမ်းဖို့ကြောင့်မလွယ်ဘူးပေါ့နော်ဘာလို့ဆိုတော့လူတွေလို့ဆိုရင်သဘောတရားကအဲ့လိုမျိုးအမောင်ဘက်အချမ်းကိုနည်းနည်းလေးသဘောချိုက်တယ်ပါတာပေါ့နော်အဲ့တော့နိုင်ရှင်တဲ့အခါကျရင်လည်းကျွန်တော်တို့ကကိုယ့်အကိုလည်းပြန်ပြီးတော့ praise လုပ်ဖို့လိုတာပေါ့နော်ကိုယ်မှာရှိတဲ့ကောင်းတဲ့အချက်လေးလည်းပြန်ပြီးတော့စဉ်းစားပေးဖို့လိုလိမ့်မယ်လို့ထင်ပါတယ်ဆိုတော့ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကဒီလောက်ပါပဲဆိုတော့တကယ်လို့ဆွေးနွေးချင်တာမျိုးရှိရဆိုရင်တစ်ချက်အောက်မှာဆွေးနွေးခဲ့လို့ရတယ်ဒီကတော့ကျွန်တော်ထိမှကျွန်တော်ပြောခဲ့သလိုပဲ sharing မဟုတ်ဘူးဘာလို့ပါညာလို့ပါလို့ကျွန်တော်ပြောတာမဟုတ်ဘူးကျွန်တော်ရဲ့အတွေးအမြင်တစ်ခုပဲပေါ့နော်ဆိုတော့အတွေးအမြင်တစ်ခုပဲကျွန်တော်ခံစားခဲ့ရတဲ့ဟာဒါမှမဟုတ်ကျွန်တော်ကြုံရတဲ့ဟာကိုအတွေးအမြင်တစ်ခုအနေနဲ့ပဲကျွန်တော်ကောင်းတာဆိုတော့တစ်ချက်ပြောပြတာပေါ့နော်တကယ်ချင်းရှင်းကျွန်တော်တို့ပြောပြရတဲ့သဘောမျိုးပါပဲ sharing မဟုတ်ပါဘူးကျေးဇူးတင်ပါတယ်